မြန်မာနိုင်ငံမှာနောက်နှစ်30အတွက်ဘယ်လို plan တွေရှိနေမလဲမမြင်မိပါဘူးထင်ထင်ရှားရှားကိုမမြင်မိတာပါတာဝန်ရှိသူတွေကကိုစီရဲ့အာဏာတည်မြဲဖို့စ조사နေရင်မြန်မာနိုင်ငံရဲ့အနာဂတ်ကလမ်းပြောင်းနေတဲ့ပုံဖြစ်နေပါတယ်။ဘာနဲ့ရှင်ပြီးလမ်းပြောင်းနေတာလဲဆိုရင်တော့သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အနာဂတ်စီမံကိန်းတွေနဲ့ပါ။ကမ္ဘာနိုင်ငံကြီးတွေကရာသီဥတုပြောင်းလဲလာမှာကိုကြိုတင်ကာကွယ်ဖို့အပြင်းထန်ပြင်ဆင်နေကြပေမဲ့ကျွန်တော်တို့နိုင်ငံကတော့ရှင်းလင်းပြသတဲ့ရေရှည်စီမံကိန်းတွေကလုံးဝနှိပါကိုထင်ရှားမနေပါဘူး။တခြားနိုင်ငံတွေကတော့သူတို့ရဲ့နောင်လာမဲ့ဆယ်စုနှစ်များစွာအတွက်လမ်းပြမြေပုံတွေကိုတိတိကျကျချမှတ်ထားပြီးဖြစ်ပါတယ်။အားကြစရာလည်းကောင်းသလိုအလေးနက်ထားစဉ်းစားဖို့လည်းကောင်းနေပါတယ်။ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ကမ္ဘာနိုင်ငံကြီးတွေကသူတို့ရဲ့သဘာဝပတ်ဝန်းကျင်အနာဂတ်အတွက်ဘယ်လောက်ထိကြီးမားတဲ့ခြေလှမ်းတွေလှမ်းနေပြီလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အိန္ဒိယတရုတ်နိုင်ငံဟာကမ္ဘာအကြီးဆုံးကာဗွန်ထုတ်လွှတ်တဲ့နိုင်ငံဖြစ်ပေမဲ့သူတို့ရဲ့ပြင်ဆင်မှုတွေကတကယ်ကိုအားကြစရာပါ။တရုတ်မှာ dual carbon လို့ခေါ်တဲ့ပန်းနိုင်တာပို့ရှိပါတယ်။အဲ့ဒါကတော့2030မတိုင်ခင်ကာဗွန်ထုတ်လွှတ်မှုအမြင့်ဆုံးကိုရောက်အောင်လုပ်ပြီး2060မှာကာဗွန်ကင်းစင်တဲ့ကာဗွန် neutrality နိုင်ငံပြည့်အောင်လုပ်ဖို့ပါ2026ကနေ2050အထိ15ချိန်မြောက်ဖြစ်လာတဲ့9နှစ်စီမံကိန်းကလည်းတရုတ်နိုင်ငံရဲ့ green transition အတွက်အဓိကတောက်တန်တစ်ခုဖြစ်လာမှာပါ green transition ဆိုတာကတော့အနာဂတ်မှာဖန်လောင်ရည်ဓာတ်ငွေ့ထုတ်လွှတ်မှုအနည်းဆုံးပြန်လည်ပြည့်ပြည့်မြဲစွမ်းရည်သုံးစွဲမှုအများဆုံးစွန့်ပစ်ပစ္စည်းတွေကိုအမိုက်လိုမတတ်မှတ်ပဲပြန်လည်သုံးယူနိုင်မဲ့စီးပွားရေးအခွင့်အလမ်းအဖြစ်ဖန်တီးဖို့ဆိုတာတွေပါနေပါတယ်ဒါအပြင်ကာဗွန်ထုတ်လွှတ်မှုကိုဓာတ်ရိုက်ထိန်းချုပ်နိုင်မဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပြီးလူနဲ့သဘာဝပတ်ဝန်းကျင်သဟဇာတဖြစ်ဖို့ဆိုတဲ့တိတိကျကျပြင်ဆင်ထားတဲ့အပြောင်းအလဲတွေပါဒါကြောင့်လေ2026ကနေ2030ကာလအတွင်းမှာစွမ်းအင်သုံးစွဲတာကိုထိန်းချုပ်တာနဲ့ကာဗွန်ထုတ်လွှတ်တာတွေကိုလုံးဝရှော့ချဖို့ကိုပို့ပြီးတော့ဦးစားပေးတော့မှာပါတရုတ်ဟာ2024ခုနှစ်အတွင်းမှာကမ္ဘာပြည်သူ့မဲ့စွမ်းအင်တိုးမြင့်ဖို့အတွက်64%ကိုတာဝန်ပေးခဲ့ပြီးနေအောင်ကြီးစွမ်းအင်သုံးတဲ့ထုတ်ကုန်လုပ်ငန်းတွေရဲ့80%လောက်ထိကိုလွှမ်းမိုးထားနိုင်ပါတယ်အရင်ကချထားတဲ့2030ပြည့်နှစ်အတွက်ပြည်သူ့မဲ့စွမ်းအင်တန်းနိုင်ကို6နှစ်စောပြီးပြည့်မီခဲ့တာပါ2035မှာတော့တရုတ်နိုင်ငံဟာသဘာဝပတ်ဝန်းကျင်အခြေခံကျကျတိုးတက်လာပြီး Beautiful China ဆိုတဲ့မျှော်မှန်းချက်ကိုအောင်မြင်ဖို့ရည်မှန်းထားပါတယ်အမေရိကန်ကတော့2050ပြည့်နှစ်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ net zero ဖြစ်ဖို့ခိုင်မာတဲ့လမ်းပြမြေပုံကိုချမှတ်ထားပါတယ်။ net zero ဆိုတာကနိုင်ငံတစ်နိုင်ငံက greenhouse gas ဆိုတဲ့ဖန်လုံအိမ်ဓာတ်ငွေ့တွေတန်ပေါင်း1ဘီလီယံထုတ်ရင်တစ်တောနဲ့တခြားကာဗွန်စုပ်ယူတဲ့နည်းလမ်းတွေကနေအဲ့ဒီ1ဘီလီယံကိုပြန်စုပ်ယူနိုင်ရမယ်ဆိုတဲ့သဘောပါ။အဲ့လိုလမ်းပြမြေပုံနဲ့လက်ရှိဆယ်စုနှစ်ကိုအရေးကြီးဆုံးဆယ်စုနှစ်အဖြစ်သတ်မှတ်ထားတာပါ။လာမယ့်2030မှာကာဗွန်ထုတ်လွှတ်မှုက2005ခုနှစ်မတိုင်ခင်ကကာဗွန်ထုတ်လွှတ်မှုတက်50%ကနေ52%ထိလျှော့ချဖို့ရည်မှန်းထားပါတယ်။2035ခုနှစ်မှာလျှက်စစ်ကဏ္ဍတစ်ခုလုံးကိုကာဗွန်ကင်းစင်တဲ့စွမ်းအင်တွေနဲ့ပဲလည်ပတ်ဖို့လည်းစီစဉ်နေပါတယ်။ Inflation Reduction Act IRA နဲ့ Bipartisan Infrastructure Law BIL ဆိုတဲ့ဥပဒေနှစ်ခုချမှတ်ထားပါတယ်။ဒီဥပဒေနှစ်ခုဖြစ်လာတာကလည်းထူးခြားပါတယ်။ Inflation Reduction Act ကDemocratic Party တခုရဲ့မဲတီးတန်းနဲ့တည်ပြုခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ Bipartisan Infrastructure Law ကတော့အမေရိကန်လွှတ်တော်ရဲ့ဩဇာကြီးတဲ့ Democratic Party နဲ့ Republican Party နှစ်ခုပေါင်းပြီးအတည်ပြုထားတဲ့ဥပဒေဖြစ်နေပါတယ်။ဒါဟာသမိုင်းတစ်လျှောက်ပါတီကြီးနှစ်ခုလုံးရဲ့ထောက်ခံမဲနဲ့အတည်ပြုနိုင်ခဲ့တဲ့ဥပဒေဖြစ်လို့အင်မတန်အားကောင်းလွန်းတဲ့ဥပဒေတစ်ခုပါ။ဒီဥပဒေတွေကနေသန့်စင်စွမ်းအင် EV လျှပ်စစ်ကားနဲ့အခြေခံအဆောက်အုံတွေအတွက်ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံနေပါတယ်ဒီဥပဒေနှစ်ရပ်လုံးကတစ်ခုနဲ့တစ်ခုအပြန်အလှန်အမိပြုကိုရေးဆွဲထားတာပါ BIL ကလျှက်စစ်ကားအားသွင်းရုံတွေကိုအခြေခံအဆောက်အုံတွေကိုတိစောက်ပေးတယ် IRA ကအဲ့ဒီလျှက်စစ်ကားတွေကိုဝယ်ယူနိုင်ဖို့ဝယ်သူတွေကိုခွန်လျှော့ပေါ့ပေးတာထောက်ပံ့မှုပေးတာစတဲ့နည်းလမ်းတွေနဲ့ဆွဲဆောင်နေပါတယ်ဒါကြောင့်လည်းအမေရိကန်ရဲ့ပုဂ္ဂလိကကဏ္ဍကနေဒေါ်လာ450ဘီလီယံကျော်ထိရင်းနှီးမြှုပ်နှံမှုတွေရလာခဲ့ပါတယ်အလောက်ကိုင်း3သိန်းကျော်ကိုလည်းဖန်တီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ Trump အစိုးရလက်ထက်မှာတော့ဒီရမုံငွေတွေကိုရပ်တန့်မှုစ조사နေတာကြောင့်တရားရင်ဆိုင်နေရပြီး freeze လုပ်ထားတဲ့သဘောတော့ရှိနေပါတယ်ဥရောပကတော့ကမ္ဘာ့ပထမဆုံးကာဗွန်ကင်းစင်တဲ့တိုက်ကြီးဖြစ်လာဖို့ European Green Deal ကိုကျင့်သုံးနေပါတယ် European Climate Law ဆိုတဲ့2050မှာ net zero ဖြစ်ရမယ်ဆိုတဲ့ဥပဒေကိုအတည်ပြုထားပါတယ်2040မှာကာဗွန်ထုတ်လွှတ်မှု90%ထိလျှော့ချဖို့ဆိုတဲ့ကြားပြတ်ပန်းနိုင်အသစ်ကိုလည်းချမှတ်ထားပါသေးတယ်။ဂျာမနီကတော့2045မှာတင် climate neutral ဖြစ်ဖို့ရည်မှန်းထားပါတယ်။ climate neutral ဆိုတာကတော့ကာဗွန်ဓာတ်ငွေ့ကင်းစင်ဖို့ဆိုတဲ့ဥတီချက်တစ်ခုလည်းမဟုတ်ပဲရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တစ်ခုလုံးပေါ်ထိခိုက်စေမှာဓာတ်ငွေ့အားလုံးကိုလျှော့ချပစ်ဖို့ဆိုတဲ့သဘောပါ။ဒါကိုအကောင့်တွေပေါ်ကိုနေအောင်ကြီးနဲ့လေစွမ်းအင်ကိုအရင်ကထက်3ဆညံအောင်တိုးချဲ့နေပါတယ်။ထူးခြားဖြစ်စဉ်တစ်ခုကကမ္ဘာထိပ်တန်းပြိုင်ကားကုမ္ပဏီဖြစ်တဲ့
ဖာရာရီတောင်မှသူ့ရဲ့နောက်ဆုံးထွက်လာတဲ့လူချီဆိုတဲ့ရက်စစ်ကားကိုဘာပုံချင်းထိန်းသိမ်းတာကိုပြဖို့နဲ့ဥရောပရဲ့အခွန်စည်းမျဉ်းတွေကိုလိုက်နာဖို့ထူးထူးခြားခြားပုံရမ်းမင်းကြီးလီယို14နဲ့ပွဲထုတ်ခဲ့ပါသေးတယ်။ဖာရာရီကိုယ်တိုင်သဘာဝပတ်ဝန်းကျင်မပြတ်စည်းအောင်ထိန်းနေပြီဆိုပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အမြဲတမ်းဟောပြောနေလေးရှိတဲ့ပုံရမ်းမင်းကြီးနဲ့ကားအသစ်ကိုမိတ်ဆက်ခဲ့တာပါ။ဒီလိုဥရောပနိုင်ငံတွေဘက်ကသူတို့ရဲ့အနာဂတ်စီမံကိန်းတွေကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အစီအမံတွေထဲမှာပါဝင်လာနေကြပါပြီ။ဂျပန်နိုင်ငံကတော့2050မှာကာဗွန်ကင်းစင်လာမဲ့အခြေအနေနဲ့အတူစီးပွားရေးအတွက်စိတ်ကူးအသစ်တွေနဲ့အကောင့်တွေဖော်နေပါတယ်။ပင်လယ်ပြင်လေစွမ်းအင်အမိုနီးယားလောင်စာနဲ့နျူကလ িয়ার စွမ်းအင်တွေအသုံးချနိုင်ဖို့ရည်မှန်းပြင်ဆင်ထားပါတယ်။မော်တော်ကားဘက်ထရီလုပ်ငန်းတင်မောလေကြောင်းကာဗွန်ဖမ်းညုံအသုံးပြုခြင်းနည်းပညာအဆင့်မြင့်ထုတ်ကုန်တွေကိုထုတ်လုပ်နေပါပြီ။အိမ်ယာနဲ့အဆောက်အုံတွေ digital အခြေခံအဆောက်အုံတွေစိုက်ပျိုးရေးနဲ့တစ်တောကဏ္ဍတွေကိုလည်းစနစ်တကျပြင်ဆင်ထားနေပါပြီ။ဒီအတွက်လည်းဥပဒေတွေအခွန်ကင်းလွတ်ခွင့်တွေနဲ့အနာဂတ်အစီအမံမှာရင်းနှီးမြှုပ်နှံသူတွေများလာစေဖို့ပြင်ဆင်နေပါတယ်။ဆိုရရင်တော့ဂျပန်က Green Road Strategy နဲ့စွန့်ပစ်ဓာတ်ပစ္စည်းတွေကနေကုန်ကျလုပ်ပြီးစီးပွားရေးအခွင့်အလမ်းဖြစ်ဖို့ဖန်တီးနေတာပါ။စပိန်နိုင်ငံကတော့2050မှာကာဗွန်ကင်းစင်ဖို့ရည်မှန်းထားတာမကဒီအတွက်အလုပ်ကံတွေပျောက်ဆုံးမသွားစေဖို့ Just Transition Strategy နဲ့အလုပ်သမားတွေကိုပြန်လည်လေ့ကျင့်ပေးနေပါတယ်။ရေနံတရေနိုင်ငံတွေဖြစ်တဲ့ Saudi Arabia နဲ့ Oman နိုင်ငံတွေကလည်းအနာဂတ်အတွက်ပြင်ဆင်နေကြပါတယ်။ Saudi ဟာတစ်ပင်ပေါင်း10ဘီလီယံစိုက်ပျိုးမယ် Saudi Green Initiative ကိုလှုပ်ဆောင်နေပြီး2060မှာ Net Zero ဖြစ်ဖို့ရည်မှန်းထားပါတယ်။ Oman ကတော့ Oman Vision 2040နဲ့စီးပွားရေးကိုရေနံအပေါ်မှီခိုနေတာကိုရှော့ချပြီး2050မှာ Net Zero ဖြစ်ဖို့ကြိုးစားနေပါတယ်။အနာဂတ်ကမ္ဘာအပြောင်းလဲမှာအာရှပစိဖိတ်ဒေသကတော့အရေးကြီးဆုံးဖြစ်လာပါလိမ့်မယ်။ဘာလို့လဲဆိုတော့လက်ရှိအချိန်မှာကမ္ဘာလူဦးရေ60%ရှိတဲ့ဒေသကာဗွန်ထုတ်လုပ်မှု60%ရှိတဲ့ဒေသဖြစ်နေလို့ပါ။ဒါကြောင့်အာရှပစိဖိတ်ဒေသ Net Zero ရည်မှန်းချက်ကိုဘယ်လိုအကောင့်တွေပေါ်နေလဲဆိုတာကကမ္ဘာကြီးရဲ့အနာဂတ်ရာသီဥတုကိုဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ Net Zero ကူးပြောင်းအောင်မြင်ခဲ့ရင်လည်းဒေတာတွင်းစီးပွားရေးကဒေါ်လာ90 ထရီလီယံအထိတိုးတက်လာနိုင်ခြေရှိနေပါတယ်။ကျွန်တော်တို့ရဲ့အိန္ဒိယထိုင်းနိုင်ငံကတော့အနာဂတ်မှာ EV ကားတွေထုတ်လုပ်ဖြန့်ဖြူးဖို့အတွက်အာဆီယံရဲ့ဗဟိုချက်ဖြစ်ဖို့ရည်မှန်းထားပြီးအစီအမံတွေအစီအစဉ်တွေချမှတ်နေတာပါ။ဂျပန်ကားထုတ်လုပ်ရေးရဲ့အခြေစိုက်စခန်းဖြစ်ခဲ့တဲ့ထိုင်းကို EV ခေတ်မှာဘက်ထရီနဲ့လျှပ်စစ်ကားထုတ်လုပ်တဲ့နေရာအပြင်ပြည်ပကိုတင်ပို့နိုင်ဖို့ဆိုတဲ့နေရာမှာလည်းအချက်အချာဖြစ်အောင်ရည်မှန်းနေတာပါ။ဒီဗျူဟာအောင်မြင်ခဲ့ရင်တော့ထိုင်းနိုင်ငံဟာ EV ကားတွေကိုထုတ်လုပ်ရုံမဟုတ်တော့ပဲဘက်ထရီ spare part နဲ့ပို့ကုန်ခွန်ရက်ကိုလည်းထိန်းချုပ်နိုင်ပြီးဒေတာတွင်းအတွက် EV center တစ်ခုဖြစ်လာတော့မှာပါ။စင်ကာပူကလည်း2019ကတည်းကကာဗွန်တက်စ်ကိုစတင်ကျင့်သုံးခဲ့ပြီး2030မှာတတန်ကိုစင်ကာပူဒေါ်လာ80အထိတိုးမြင့်ဖို့ရှိနေပါတယ်။ကာဗွန်ကုန်တိုးလိုက်တာကြောင့်ကာဗွန်သုံးတဲ့ပစ္စည်းတွေရောကျသွားဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။ကမ္ဘာနိုင်ငံကြီးတွေရဲ့အစီအမံကိုကြည့်ရင်သူတို့ဟာနောက်နှစ်ပေါင်း30ကနေ50အထိထရီလီယံနဲ့ချီတဲ့ယင်းနှိမ့်နှုံနယ်မှုတွေခိုင်မာတဲ့ဥပဒေတွေနဲ့စနစ်တကျပြင်ဆင်နေတာကိုတွေ့ရမှာပါ။ဒါပေမဲ့မြန်မာနိုင်ငံကိုပြန်ကြည့်ရင်တော့ရင်လေးစရာအခြေအနေတွေကိုပဲတွေ့နေရပါတယ်။ဒေသတွင်းနိုင်ငံတွေနဲ့ကမ္ဘာကြီးအတွက်ဘာအစီအစဉ်မှမရှိထားရုံနဲ့မကပဲကိုယ်နိုင်ငံအတွင်းမှာတင်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေတယံဇာတအလွန်ကျွံထုတ်ယူမှုတွေနဲ့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ကမ္ဘာကြီးကနည်းပညာအသစ်တွေဟိုက်ဒရိုဂျင်စွမ်းအင်တွေလျှပ်စစ်ကားတွေနဲ့ရှေ့ကိုအပြေးသွားနေချိန်မှာကျွန်တော်တို့ကတော့အခြေခံလျှပ်စစ်မီးရဖို့တောင်ခက်ခဲနေတဲ့အခြေအနေမှာရှိနေပါတယ်ဒီလိုရှင်းလင်းတဲ့ရေရှည်စီမံကိန်းတွေမရှိခြင်းဟာနောက်နှစ်30မှာကျွန်တော်တို့နိုင်ငံကိုကမ္ဘာနဲ့ပိုပြီးအလံဝေးသွားစေမှာဖြစ်တယ်လို့ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးတွေကိုလည်းတခြားနိုင်ငံတွေတက်ပိုပြီးပြင်းပြင်းထန်ထန်ခံစားရနိုင်တဲ့အန္တရာယ်လည်းရှိလာနေပါတယ်ကမ္ဘာကြီးဟာစိတ်ရောက်နာခဲ့စီဥတည်နေချိန်မှာကျွန်တော်တို့နိုင်ငံကတော့လမ်းပြောင်းနေစေဖြစ်နေတာဟာတကယ်ကိုဝမ်းနည်းစရာကောင်းလာပါတယ်ကျွန်တော်တို့အနေနဲ့အခုချိန်မှာအလေးနဲ့မစင်စားဘူးဆိုရင်နောက်နှစ်ပေါင်း30မှာကျွန်တော်တို့ရဲ့သားသမီးရင်းမြစ်တွေအတွက်ဘလို့ကဘာမျိုးကိုခြံထားခဲ့နိုင်မှာလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတော့တယ်။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နာဂတ်မှာခုထက်ပိုကောင်းတဲ့အပြောင်းလဲတွေမြင်တွေ့ရပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။